နားဆင်သူအားလုံးပဲမင်္ဂလာပါခင်ဗျာခေတ္တဘာမ channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့စာရေးသူဆရာတာတီရေးသားထားတဲ့တစိထိုးတဲ့ခေါင်းလောင်းတန်ဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျုပ်တို့အညာတွေပူကျက်ဗျာကျုပ်ဖြင့်အိမ်လည်းမထွက်နိုင်တာတောင်၄-၅ ရက်ရှိပေါ့ကျုပ်မိကလည်းကျုပ်အိမ်မှာကတ်နေပြီဆိုတာနဲ့ခိုင်းစရာတွေတန်းစီပြီးခိုင်းတော့တာဗျဟုတ်တော့လေဟုတ်သားဗျအိမ်လို့ဆိုတာကလည်းမလုံးရင်သာရှိမယ်လုံးလို့ကတော့နားရမှာတော့မဟုတ်ဘူးဗျရေစီတိုက်နွားစာပြောင်းရိုးတွေတွားရိတ်နွားစာစင်းစီကျိတ်မြို့တက်နှမ်းရောင်ပဲရောင်သွားတော်ထဲဝင်ထင်းခွေရိုက်ရေးရွာရေးရှိရင်ထလို့ဆရာတော်ကြောင့်ကဝေယဝိဆာသွားလုံးနေဗျဘဲမှအားလိမ့်မလို့ဗျဟဲ့တာတီနေဘဲမှမသွားဘူးလားဒီလောက်ပူတာဗျကျုပ်ဖြင့်သွားခြင်းစိတ်ကိုကုံရောအမေယာဘဲမှမသွားလေအမေကိုမကြီးသည်အသားဆွဲပေးပါလားတော့ကျုပ်တို့စီမှာကမကြီးသည်မှဲချိန်ဆိုရင်ကို့ပင်တွေမှာကိုစွတ်ပြီးအသားထုတ်ကြတာဗျအဲ့ဒါကိုအသားဆွဲတယ်လို့ပြောတာပြီးရင်စင်အိုးကလေးတွေနဲ့တိတ်ပြီးနှစ်တစ်ပတ်လေစားကြတာပေါ့ဗျာကျုပ်တို့အညာဟင်းတွေမှာကခရမ်းကျင်သီးနဲ့မကြီးသီးလွတ်တာရှားသားလားဗျငချောင်းငချမ်းချင်ရင်လေမကြီးသီးမဲ့လေးအုပ်ကြတာပဲလေဗျာကျုပ်ကအိမ်မော်တက်ပြီးမြေစီအိတ်ခွန်ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့မကြီးသီးတွေကိုထမ်းယူခဲ့တယ်ပြီးတော့ကြောအိတ်နေကြတစ်သားကုတ်ပြပေးမှာဝဖျားချမ်းတစ်ချက်ခင်းပြီးမကြီးမဲ့တွေကိုအသားထိုင်ဆွဲရောပြိုတတိနေအမေရှိလားကျုပ်ကမကြီးသီးတဲကိုအာရုံရောက်နေတော့ဝိုင်းဝါကအတန်ကြားလိုက်တယ်ဗျဝိုင်းဝါကိုလှမ်းကြည့်လိုက်တော့ရွာနောက်ပိုင်းကမပြားကြီးကခေါင်းပေါ်မှာပစိုးလေးတစ်ထည်တင်လို့ဟာဒွေးလေးပြားကြီးလာလေအမေရှိတယ်မိဖို့ထဲမှာထမင်းချက်လို့ဗျကျုပ်ခေါ်လိုက်ရမလားအော်အေးမခေါ်နဲ့တာတီထွေးလေးအိမ်မော်တက်သွားလိုက်မယ်နင်းကိုတော့အကြီးကအလုပ်ပေးထားပြီထင်တယ်ဟုတ်ပါထွေးလေးဟာကျုပ်အတွက်တော့2 ရက်စာလောက်ဖူလုံသွားပြီပေါ့ဗျာဒါနဲ့ဘိုးညံရောင်မမြင်ပါလားအဘကယာထဲသွားတယ်ဗျဟိုရက်ကကျုပ်မြေစီဝယ်ထားတာအချင်းနေသွားကြည့်တယ်ထင်တယ်ဗျအော်ကျုပ်နဲ့စကားပြောရင်ထွေးလေးပြားကြီးကအိမ်မော်တက်သွားရောဗျဟဲ့ပြားကြီးလားလာဟေးဒီကိုအကြီးကမီးဖို့ထဲမှာထမင်းငဲ့လက်စာဖြစ်နေလို့ပြားကြီးလာပြီအကြီးရေလာပြီအမေနဲ့ဒွေးလေးပြားကြီးနဲ့မီးဖို့ထဲမှာစကားပြောကြတဲ့အတန်ကိုကျုပ်တဲ့တဲ့ပဲကြားရတော့တယ်ဗျခဏနေတော့အမေကလည်းဒွေးလေးပြားကြီးလိုပဲပစိုးတဲ့ခေါင်းမော်တင်ပြီးနှစ်ယောက်သားထွက်လာကြတယ်ဗျတတိငါပြားကြီးနဲ့အနောက်ပိုင်းကိုလိုက်သွားလိုက်အောင်မယ်ထုံးပွင့်တို့ဒီနေ့ဝက်ပေါ်လို့တဲ့စုံသားသွားယူလိုက်အောင်မယ်အမေကျုပ်ဖို့ကလေးစားနဲ့နဲ့ထည့်ဝယ်ခဲ့ဗျာကျုပ်မြုပ်သီးတစ်စုံထောင်းထားလိုက်မယ်အေးထောင်းထားကလေးစားပါထည့်ယူခဲ့မယ်ကျုပ်အိမ်အောင်ဖေးဘက်ကိုဝင်ပြီးမြုပ်သီးတစ်စုံကိုညက်ပြီးစေးပိုင်နေအောင်ထောင်းထားလိုက်တယ်ဗျပြီးတော့မှဝိုင်းထဲကမကြီးပင်အောင်ကိုပြန်လာပြီးမကြီးသည်အသားဆွဲရတာပေါ့ဗျာဒီနေ့သီးတဲ့မကြီးသီးတွေကလည်းအသားပေါ်ပါဗျာတာတီငါပါကွာဟာကိုကြီးဖို့အောင်ဒါလေးဗျာဟိုနေ့ကတောင်ဗန်ပွေးကုန်းကသိန်းဆောင်နဲ့တွေ့လို့ကိုကြီးဖို့အောင်နေကောင်းလားလို့မေးရသေးတယ်အေးသိန်းဆောင်ပြောတယ်ကွာဒါလေးရအဲ့ဒါကြောင့်လေမင်းကိုတတိယသွားပြီးလာခဲ့တာပေါ့ကွာကဲလာဗျာကိုကြီးဖို့အောင်ကကရင်ဗျသူ့နာမည်ကစော်ဖို့အောင်နဲ့သူ့အဖေကမန်းဖိုးမောင်နဲ့ဗျကိုကြီးဖို့အောင်10 နှစ်သားလောက်မှသူ့ကိုယ်သူဇွဲချုပ်ချပြီးတက်တည်သွားရတယ်ကျုပ်တို့ကအငယ်လေးပဲရှိသေးတော့မသိလိုက်ဘူးပေါ့ဗျာကျုပ်တို့ကြီးလာမှလူကြီးတွေကပြောလို့သိရတာဗျလှုပ်ရိုးသားတဲ့လူကြီးဆိုပဲဘလို့ဖြစ်ပြီးသူ့ကိုယ်သူတက်တည်သွားတယ်ဆိုတာဘယ်သူမှကိုမတွေးတတ်ကြတော့တာဗျတချို့ကပြောတော့လေစိတ်နှောင်သွားတာတဲ့တချို့ကပြောတော့လေမန်းဖိုးမောင်ကြီးကကရင်ဆိုတော့ကွင်းနေပါတွေမတင်မမြောက်လို့ကွင်းမိုင်လောက်လိုက်တာတဲ့ဗျတဖြည်းဖြည်းစိတ်နှောင်လာပြီးတက်တည်သွားတာဆိုပဲလူတွေကတော့အမျိုးမျိုးပြောကြတာပေါ့ဗျာကျုပ်ကကိုကြီးဖိုးအောင်ကိုကိုပြစ်ပေါ်မှာထိုင်ခိုင်းပြီးရေနွေးချမ်းနဲ့အခန့်လိုက်တယ်ဗျငကားစီးပေါ်လေးတလေမင်းကြီးပြီးကမ်းပေးလိုက်တယ်ရော့ကိုကြီးဖိုးအောင်စိတ်လေးကလေးဖွာလိုက်အောင်ကိုကြီးဖိုးအောင်ကကျုပ်ကမ်းပေးလိုက်တဲ့ငကားစီးပေါ်လေးကိုလှမ်းယူပြီးနှစ်ဖွာသုံးဖွာဇက်တိုက်ဖွာလိုက်တယ်ကျုပ်ကဝဘိုးဘွားကိုဖြတ်ပြီးအဖုံးပိန်းနဲ့လှုပ်ထားတဲ့ရင်နွေးကျုပ်ထက်ကတရုတ်ကျွေကရအိုးလေးကိုဆွဲထုတ်ပြီးကိုကြီးဖိုးအောင်အတွက်ရင်နွေးငှက်ပေးလိုက်တယ်ကိုကြီးဖိုးအောင်ကလည်းငကားစီးပေါ်လေးကိုဘဲဘဲလက်ကိုပြောင်းလိုက်ပြီးလက်ညှိုးနဲ့လက်ကလေးကြားမှာညှက်ထားလိုက်တယ်ပြီးတော့ညာဘဲလက်နဲ့ရင်နွေးချမ်းပကံကိုကင်ပြီးဖူးကနေမှုတ်လိုက်တော့လိုက်လုံးနေရောဗျကျုပ်တို့ညာသားတွေကဘလောက်ပူနေပူတဲကလာရင်ရေအေးတောက်လေးတောက်ထမရှိဘူးဗျရင်နွေးပူကိုပဲတဖူးဖူးနဲ့မှုတ်တော့ကြတာကိုကြီးဖိုးအောင်ကရင်နွေးတစ်ပကံကုံသွားတော့
နဂါးစေးပေါ်လေးကလေးကိုပြန်ဖွာပြန်ရောဗျာတာတီတို့ညာသားတွေအတွက်တော့စိလိမ့်နဲ့ရင်နှွေးချမ်းဟာအမောပြေစီပဲပေါ့ဗျာကိုကြီးဖူးအောင်ဘယ်ကလဲလာတာတော့ဗျဘယ်ကမှလှည့်မလာဘူးမင်းစီကိုတက်တက်လာခဲ့တာကွာကိုကြီးဖူးအောင်ကကင်းဆိုတော့ကျုပ်တို့ညာသားတွေလိုအသားမညိုဘူးဗျအသားဖြူတယ်အရက်ကလည်းရှိရှိပိမ့်ပိမ့်ပပနဲ့နှကမ်းမွေးကလည်းရှိသေးဗျမျက်လုံးကပြူးပြူးနဲ့လူကတော့လှုပ်ရိုးတဲ့လူဗျသူ့အဖေကြီးမရှိတဲ့နောက်သူ့အမေကလည်းနောက်ရင်တော့မပြုတ်ခဲ့ပါဘူးမိမသားတံမဲ့ယာတွေကိုဥဆောင်ပြီးလူငါးတွေနဲ့လှုပ်ခဲ့တာဗျခုတော့ကိုကြီးဖူးအောင်မေဒေါ်နန်းရီအေးလည်းအိုရှာပါပြီကျုပ်တို့ရွာတွေမှာကကျုပ်တို့လိုဗမာအညာသားတွေကြီးရှိတာဗျကိုကြီးဖူးအောင်တို့လိုကရင်ဆိုတာရှိတာမဟုတ်ဘူးသူတို့မိသားစုပဲရှိတာဗျခုတော့ယာတွေကိုကိုကြီးဖူးအောင်ပဲဦးစီးလောက်ကင်နေရတာပေါ့ဗျာဒါပေမဲ့ကိုကြီးဖူးအောင်ကလှုပ်အလုပ်ကြိုးစားတာဗျအတောက်စားလည်းမရှိဘူးစီးပွားရေးကတော်တော်ကိုချောင်လေကြပါတယ်ကိုကြီးဖူးအောင်အိမ်အောင်ကြတာကလည်းဗန်ဝေးကုန်းကမတ်စောကြီးနဲ့အိမ်အောင်ကြတာမတ်စောကြီးကဗမာမလေးဗျာဗန်ဝေးကုန်းသူပဲဒီတော့ကိုကြီးဖူးအောင်ရဲ့သားလေးကတော့ကရင်ကပြားလေးဖြစ်သွားတာပေါ့ဗျာဒါပေမဲ့နာမည်ကိုတော့စော်ဖိုးဆောင်လို့မှတ်ထားတာဗျကိုကြီးဖူးအောင်လို့အသားပြူပြူမျက်လုံးပြူပြူလေးနဲ့ဗျ9နှစ်သား6နှစ်သားလောက်တော့ရှိမယ်ပြောပါအောင်ကိုကြီးဖူးအောင်ရဲ့ကျုပ်စီကိုလာတာကိစ္စများရှိလို့လားဗျကျုံမေးလိုက်တော့ကိုကြီးဖူးအောင်မျက်နှာပြတ်သွားတယ်ဗျခေါင်းလေးတစ်ဆက်ဆက်ငိမ့်လိုက်ပြီးမှပြောတယ်ငါဒုက္ခတွေ့နေပြီဒါတေးကိုကြီးဖူးအောင်ကစကားကိုဆက်မပြောဘဲရပ်ထားလိုက်တယ်ဟင်ဒုက္ခတွေ့နေတယ်ဟုတ်လားကိုကြီးဖူးအောင်ဘာဒုက္ခများတော့ဗျကိုကြီးဖူးအောင်ကအသက်32နှစ်3နှစ်လောက်ရှိပြီဗျလှုပ်ရိုးတဲ့လူပါဗျာကျုပ်ကမေးတော့မှသူကပြောပြတာဗျတာတီမင်းငါဖအထီမန်ဖိုးမောင်အကြောင်းကြားဘူးတယ်မို့လားဟာကြားဘူးလားဗောကိုကြီးဖူးအောင်ရဲ့ဒီရွာကလူကြီးတွေပြောပြနေကြတာကျုပ်ကြားဘူးပါတယ်မင်းဘလို့ကြားဘူးလို့တော့ကွာအော်ဒီလိုလေးဗျာမန်ဖိုးမောင်ကစိတ်နောက်တလို့ဖြစ်သွားပြီးဗန်မွေးကုန်းတင်ချင်းစရာထဲမှာဇွဲချိုးချပြီးတက်တည်သွားတယ်လို့ပြောတာကြားဘူးလားပဲဗျအေးမင်းကြားတာမှန်ပါတယ်ဒါပေမဲ့ငါဖအထီကစိတ်နောက်ပြီးတက်တည်တာတော့မဟုတ်ဘူးကွာစိတ်ညစ်ပြီးတက်တည်သွားတာဗျာစိတ်နောက်တာမဟုတ်ဘူးဟုတ်လားကိုကြီးဖူးအောင်အေးဟုတ်တယ်ငါဖအထီကစိတ်မနောက်ဘူးစိတ်တွေအယမ်းညစ်သွားတာကွာဖြစ်ရလေဗျာဘာတွေများဒီလောက်စိတ်ညစ်စရာရှိလို့တော့ဗျာကျုပ်ကြားဘူးတာတော့မန်ဖိုးမောင်ကလှုပ်ရိုသားပြီးအလုပ်လဲလှုပ်ကြိုးစားတဲ့လူလို့ပြောကြတာပဲစီးပွားရေးလဲတော်တော်အဆင်ပြေတယ်ဆိုဘာတွေများဒီလောက်စိတ်ညစ်စရာရှိလို့တော့ဗျာအေးကွာဒါတီးရမင်းတို့ငါပြောပြရအောင်မေငါဖအထီရဲ့ဘာတီငါဘိုးပေါ်ကွာမန်ဖိုးကောင်ဆိုတာရှိတယ်သူကဟိုးတောင်ထိပ်ကြီးကိုတက်ပြီးကြောက်ကြီးတဲ့ကိုခုံချခဲ့ရတယ်ကွာဗျာဒါဆိုရင်ခမရအဖိုးမန်ဖိုးကောင်လေသူ့ကိုယ်သူတက်တည်တာပေါ့ဟုတ်တယ်တာဒီငါဖေမသိခင်ကသူ့နားထဲမှာချက်ချောင်းကအတုပါခေါင်းလုံးထိုးတဲ့အတန်ကြီးကြားကြားနေတာကွာဗျာချက်ချောင်းဆိုတာဘာတော့ဗျာဟဲ့ကောင်ရငါအဖိုးကတောင်မော်ကရင်ကြီးကွာသူနေတဲ့ရွာမှာကရင်တွေကြီးပဲပြီးတော့ခရစ်ယာန်ဘာသာကိုးကွယ်ကြတာကွာခရစ်ယာန်တွေရဲ့ဘုရားကျောင်းကိုချက်ချောင်းလို့ခေါ်တာကွာအဲ့ဒီချက်ချောင်းမှာဘုရားရှိခိုးရင်ထိုးတဲ့ခေါင်းလုံးကြီးရှိရတယ်ကွာအတုပါရှိရင်လေအဲ့ဒီခေါင်းလုံးကြီးကိုထိုးရတယ်ဆိုပဲခမရတို့အဖိုးကခရစ်ယာန်ကိုးကွယ်ရလားအေးလေကွာတို့အဖိုးကခရစ်ယာန်လေအဖိုးဆုံးသွားတော့မှငါဖာတီကအဲ့ဒီကအိမ်တွေမြေတွေရောင်းချပြီးဗန်ဝေးကုန်းကိုပြောင်းလာတာဒီမှာယာတွေဝဲနွားတွေဝဲပြီးတောင်သူလုံးနေတာကွာနေပါအောင်ကိုကြီးဖူးအောင်ရဲ့ကျုပ်ကြားဘူးတာကခမရပါတီမန်ဖိုးမောင်ကဗုဒ္ဓဘာသာကိုးကွယ်တာပါဗျဗန်ဝေးကုန်းဘုန်းကြီးကျောင်းမှာမန်ဖိုးမောင်ကြီးလှူသွားတာတွေနဲတာမှမဟုတ်တာအေးဟုတ်တယ်လေဖာတီကဗန်ဝေးကုန်းကိုရောက်တော့ဗုဒ္ဓဘာသာကိုပြောင်းပြီးကိုးကွယ်တယ်ငါအမိုးလေဖာတီလိုပဲဗုဒ္ဓဘာသာကိုးကွယ်တာပါပဲဟုတ်တယ်လေဗျာအရေးကြီးကဥပုပ်နေတိုင်းဘုန်းကြီးကျောင်းမှာဥပုပ်ဆောင်တာကျုပ်တို့တွေးနေတာပဲဒါပေမဲ့တာတီကဘလို့လို့အဲ့ဒါကြီးကဒုံးနောက်ကိုလိုက်တာပဲကွာဗျာဘယ်ဟာကြီးကလိုက်တာတော့ဗျာကိုကြီးဖူးအောင်ရဲ့ငါစောစောကပြောတဲ့ချက်ချောင်းကထိုးတဲ့အတုပခေါင်းလုံးတန်ကြီးလေကွာဟင်ဘလို့ဖြစ်တာတော့ဗျာအေးမင်းကိုအစကစားပြီးပြောမှနားလည်မှာပေါ့ကွာဒီเจ้าတွေကိုဒီရွာတွေကလူတွေဘယ်သူမှမသိကြဘူးကွာဖာထီးတို့အမိုးတို့ကလည်းဒီเจ้าတွေကိုဘယ်သူမှမပြောပြဘူးငါအခုလာတာလေမင်းကိုဒီเจ้าတွေပြောဖို့လာတာကွာဒီလိုတာတည်းငါအဖိုးမန်ဖိုးကောင်ကအနောက်ရိုးမကတောင်ပေါ်ရွာကလေးတူရွာမှာနေတာကွာမိဘလက်ထက်ကလေးကချမ်းသာကြတယ်ဆိုပဲစင်တွေလည်းအများကြီးပိုင်နေတယ်ရိုးမတော်ကြီးထဲမှာပြင်ကလေးတစ်တွေခုတ်ပြီးတစ်ကုံတယ်တွေကိုရောင်းလာတယ်ကွာ
တရက်ကြတော့အဖိုးရဲ့လူယုံတော်စောကြောင့်ဝင်းဆိုတဲ့လူကတေဖိုးတွေအကုန်လုံးဖဲရှုံးပစ်လိုက်လို့အဖိုးကအကြီးကျယ်စိတ်ဆိုးရောတယ်ဟိစောကြောင့်ဝင်းဆိုတဲ့လူကတောင်ပေါ်ကချက်ချောင်းထဲမှာပုံနေတယ်ဆိုတာလည်းသိရောအဖိုးကဝရင်တော်တစ်ချောင်းကင်ပြီးတောင်ပေါ်ကိုတက်လိုက်တဲ့ချက်ချောင်းဝါရောက်တော့ချက်ချောင်းဆောင်တဲ့အဖိုးကြီးကတကားဖွင့်မပေးဘူးတဲ့ကွာအဲ့ဒီအဖိုးကြီးရဲ့နာမည်ကမန်းဆန်မဲတဲ့ဟေးအဖိုးကြီးဆန်မဲတကားဖွင့်ပေးစမ်းငါငွေခိုးသွားတဲ့တခိုးကြောင့်ဝင်ချက်ထဲမှာပုံနေတာငါသိတယ်ဖိုးကောင်မင်းစိတ်ကိုမင်းထိန်မှာတရားဥပဒေအရဖြေရှင်းမှာဖိုးကောင်ဟေးလူကြီးဆန်မဲခမရပါသေးလို့ပြောနေရတော့ဖားစားပါလာအစိုးရကတိုင်းပြည်ကိုမထိန်နိုင်တော့လို့တိုင်းပြည်လုံးမင်းမက်တိုင်းပြည်လိုဖြစ်နေပြီကျုပ်ကဘသူ့ကိုသွားတိုင်းပြီးဘယ်ဥပဒေနဲ့ဖြေရှင်းရမှာတော့ခမရခုချက်ချင်းတကားဖွင့်ပြီးဒီကောင်းကိုကျုပ်ဥပဒေနဲ့ကျုပ်ဖြေရှင်းမယ်မင်းဒေါသတွေအရန်ဖြစ်နေတဲ့ဖိုးကောင်အခုနေကြောက်ပွင့်ကိုမင်းတွေ့သွားရင်အသေးတက်မှသေးကြတယ်စိတ်ထိမ်းမှဖိုးကောင်စိတ်လိုက်မှန်ပါလောက်တာမကောင်းပါဘူးကွာမင်းအခုအိမ်ပြန်လိုက်တာကောင်းလိုက်မယ်ကွာချက်ချောင်းရဲ့ဝင်းတကားကလည်းတိတ်ခိုင်တာမဟုတ်ဘူးတဲ့ကွာဒီမှာရင်ဒေါသမထိန်နိုင်တော့တဲ့ငါဖိုးကဖះเจ้าဝင်းတကားကိုသူ့ရဲ့ကိုလုံးထောထားကြီးနဲ့ပြေးတိုက်ပြီးဖွင့်လိုက်တဲ့ဟေးဟဲ့ကောင်ဖိုးကောင်မင်းဟာဖះเจ้าဖျက်ဆီးတဲ့အကောင်မင်းအခုချက်ချင်းဒီနေရာကထွက်သွားလိုက်စမ်းဖះเจ้าဆောင်အဖိုးကြီးမန်းဆန်မဲကလည်းငါအဖိုးကိုဒေါသတကြီးနဲ့အော်ရောတယ်ကွာငါအဖိုးကတော့ဘာမှပြန်မပြောတော့ပဲဖះเจ้าနဲ့ကိုဝင်မှုပြေးသွားရောတယ်ကွာဒီမှာရင်ဖះเจ้าဆောင်အဖိုးကြီးကရှေ့ကပိတ်ပြီးတားလိုက်တယ်ကွာဟဲ့ကောင်ဖိုးကောင်မင်းအထဲကိုဝင်ရင်ငါ့ကိုတက်ပြီးမှဝင်ပြီးတော့ဖះเจ้าဆောင်ကြီးကပြောနေတော့မှာပဲအဖိုးရဲ့တပည့်ကြောက်ဝင်ဆိုတဲ့လူကဖះเจ้าပြတင်းဘောက်ကနေခုန်ချပြီးထွက်ပြေးသွားရတယ်ဟေ့အဲ့ဒါကိုမြင်လိုက်တဲ့အဖိုးကြီးဟာသူ့ဒေါသကိုဘလို့မှမထိန်နိုင်တော့ပဲသူ့လက်ထက်ကဝင်းရင်တို့ကိုတအားလွှဲပြီးဖះเจ้าဆောင်ကြီးကိုရိုက်လိုက်ရတယ်ဟေ့ဒီမှာနေမဲ့မြေကြီးဘောက်ကိုခွေကနေလဲကျသွားပြီးဆန့်ငင်ဖြစ်နေတဲ့ဖះเจ้าဆောင်ကြီးကချက်ချောင်းပေါ်ကခေါင်းလောင်းကြီးကိုလက်ညှိုးနဲ့ထိုးပြီးပါဇက်ကလည်းပွားစီနဲ့ပြောနေရတယ်ကွာသူ့ပါဇက်ထဲကသွေးတွေပွက်ခနဲ့အန်နီယာကနေခေါင်းကြီးခွေကျသွားရတယ်ဟိအဲ့ဒီလိုဖះเจ้าဆောင်ကြီးအသက်ထွက်သွားတာနဲ့တပြိုင်နက်တည်းမှာပဲဖះเจ้าခေါင်းလောင်းကြီးကအလိုလိုထမြင်ရတယ်ဟိအတူပါခေါင်းလောင်းတန်ကြီးတယ်ကွာငါအဖိုးလေတော်တော်ကိုလန်သွားတာလေဟိအလိုလိုထိုးနေတဲ့ခေါင်းလောင်းကြီးကိုမော့ကြည့်ရင်ကြက်သိန်းတွေတဖြန်းထလာတဲ့စောစောကဒေါသစိတ်တွေလည်းပျောက်သွားပြီးဝမ်းနဲ့တလူကြောက်တလူဖြစ်ပြီးဖះเจ้าရှိတဲ့တောင်ပေါ်ကနေဆင်းပြေးလာရတယ်ကွာဖះเจ้าကအတူပါခေါင်းလောင်းထိုးတဲ့အတန်ကြားလိုက်တော့လူတွေအံ့ဩပြီးထွက်လာကြရတယ်ဟိပြီးတော့ဖះเจ้าကိုပြည့်တဲ့ကြည့်တော့သူ့ရိုင်ထဲမှာတေနေတဲ့ဖះเจ้าဆောင်ကြီးရဲ့အလောင်းရယ်ထိုးတဲ့သူမရှိပဲအလိုလိုမြည်နေတဲ့ဖះเจ้าပေါ်ကခေါင်းလောင်းကြီးရဲ့ကိုတွေးကြရတော့ကြောက်လန့်ပြီးပြန်ဆင်းပြေးလာကြရတယ်ဟိနေပါအောင်ကိုကြီးဖိုးအောင်ရဲ့ခမရဖိုးမန်ဖိုးကောင်ကိုရဲတွေကမမှန်းကြဘူးလားဗျပြောပါရောလားတာတီရဲ့တိုင်းပြည်ကမင်းမဲ့တိုင်းပြည်လိုဖြစ်နေတဲ့အချိန်ကွာပြီးတော့ရိုးမတော်တဲ့ကရွာလေးကွာဒီဖះเจ้าအဆောက်အဖိုးကြီးကလည်းဘယ်ကရောက်ပြီးဒီမှာနေမှန်းဘယ်သူမှမသိကြဘူးကဒီတော့လေအဖိုးကြီးအလောင်းကိုဝိုင်းပြီးတကြိုလိုက်ကြတာပေါ့ကွာချက်ချင်းတော့ဘာမှမဖြစ်ဘူးလေကွာအဖိုးရဲ့တပည့်ကြောက်ပွင့်ဆိုတဲ့လူလည်းပြေးတော့တာပေါ့ကွာအဲ့ဒီနယ်ကိုဘယ်တော့မှကိုပြန်မလာတော့ရတယ်ဟိအေးဒါပေမဲ့ဖះเจ้าဆောင်တဲ့အဖိုးကြီးတည်သွားပြီး9နှစ်ကြာတော့ငါအဖိုးဟာညအိမ်ရင်အတူပါခေါင်းလုံးတန်ကြီးကြားလို့လန်းလုံးလာတယ်ဆိုပဲကွာပထမတော့တစ်လကိုတစ်ခါလောက်ကြားရတယ်ဆိုပဲနောက်တော့စိတ်လာတယ်ကွာတစ်လနှစ်ခါကြားရတယ်ဆိုပဲနောက်တော့တစ်လ3ခါ4ခါ5ခါကနေတစ်နာရီတစ်ခါလောက်ကြားလာတယ်ဆိုပဲအဖိုးလည်းနှစ်ရောညရောအိတ်လို့မရတော့ပဲခေါင်းတွေကြိုက်ပြီးအော်နေရတယ်တဲ့ကွာမိကနေအိပ်ပျော်လိုက်ဒေါင်းဆိုပြီးခေါင်းလောင်းထိုးတဲ့အတန်ကြီးပေါ်လာလိုက်လန်နိုးလိုက်နဲ့နှစ်ရောညရောမအိပ်နိုင်တော့အစားလည်းမဝင်တော့ဘူးလူလဲပိန်ချုံပြီးမျက်တွင်းဟောက်ပဲကြီးတွေဖြစ်နေရောတယ်ကွာသူ့ကိုလူတွေကမျက်ရှိမပြတ်စောင့်ကြည့်နေတဲ့ကြားကနေတနေ့မနေ့အစောကြီးမှာလူတွေအိပ်ပျော်နေတော့အိမ်ကနေထွက်သွားရောတယ်အရင်ဆုံးနိုးလာတာကငါးဖာထီတယ်ကွာဒါနဲ့ငါးဖာထီလဲချက်ချင်းထွက်လိုက်တော့တောင်ပေါ်ကိုတီးတီးတက်နေတဲ့အဖိုးကိုတွေ့လိုက်ရတာပေါ့ကွာဖာထီတောင်ပေါ်ရောက်တော့ငါအဖိုးကတောင်ထိပ်ကကဘာဆိုင်ကြီးမှာရပ်နေရတယ်ကွာဒီမှာနေငါဖာထီကသဘောပေါက်သွားပြီဖာထီမလုံနဲ့လို့လှမ်းအောင်ပြောလိုက်တော့အဖိုးကနောက်ကိုတစ်ချက်လက်ကြည့်ပြီးပြောတဲ့ဖိုးခွာမင်းပြန်တော့ဒီရွာမှာမင်းတို့မနေကြနဲ့ငါတော့မခံနိုင်တော့ဘူးအဲ့လိုပြောပြီးခြောက်ကြီးတဲ့ခုံချသွားရတဲ့ဟိဟာဖြစ်မှဖြစ်ရလေကိုကြီးဖိုးအောင်ရအေးရွာကလူတွေဆိုတာ6ထဲကိုဆင်းပြီးအလောင်းကိုမနှဲရှာကြရတယ်ဆိုပဲပြီးတော့အလောင်းကပုံပြက်ပန်းပြက်ဖြစ်နေတဲ့အပြင်တောင်ပေါ်ကိုပြန်တယ်ဖို့ခက်နေရတဲ့6ထဲမှာပဲတကြိုခဲ့ရတယ်တဲ့ကွာအော်ဖြစ်ရလေဗျာဖះเจ้าဆောင်ကြီးကကျင်းစားတွေဘာတွေတက်ရွာသလားမှမသိတာကိုကြီးဖိုးအောင်ရဲ့အဲ့ဒါတော့မသိဘူးတာတကြီးငါဖာထီလေသူ့ဖာထီမန်းဖိုးကောင်မတဲ့အတိုင်းရှိသမျှအကုန်ရောင်းချပြီး
အဲ့ဒီရွာကပြောင်းလာခဲ့ရောတယ်ဟိနေပါအောင်ဗျခမားပါတီကဗန်ဝင်းကုန်းကိုဘလို့အဆက်နဲ့ပြောင်းခဲ့တာတော့ဗျဒီလိုကွာဗန်ဝင်းကုန်းရွာသားတစ်ကုံတဲ့တယောက်ရှိတယ်သူ့နာမည်ကဥပညွန်းနဲ့သူကမိရထားဇလီဖာတုံးလို့ဖို့ငါအဖိုးစီမှာပြင်းကလေးတစ်တွေမကြလာပြီးဝယ်နေကြကွာအဲ့ဒီတစ်ကုံတဲ့ဥပညွန်းရဲ့အဆက်နဲ့ယားတွေဝယ်ဝိုင်းနေဝယ်ပြီးဗန်ဝင်းကုန်းမှာအခြေချခဲ့တာလေဟိအော်ဒီလိုလားဒီတော့ကငါပါတီကထင်တာပေါ့ကွာဒီကိစ္စကငါအဖိုးလုပ်ခဲ့တာတွေဆိုတော့အဖိုးလည်းမရှိတော့ဘူးအဲ့ဒီရွာကနေလည်းအပြီးပြောင်းခဲ့ပြီဗုဒ္ဓဘာသာလည်းကိုးကွယ်နေပြီဆိုတော့အားလုံးပြီးသွားပြီလို့ထင်တာပေါ့ကွာဒါပေမဲ့ဖာထီးတို့အမိုးတို့ထင်တယ်လို့မဟုတ်ပဲဆွေစဉ်မျိုးဆက်ကိုပါလိုက်လာတာဟိဒါဆိုတော့မန်ဖိုးမောင်လည်းအဲ့ဒီခေါင်းလုံးတန်ကိုကြားလာတာပေါ့ဟုတ်လားကိုကြီးဖိုးအောင်အေးလေကွာမင်းကိုစောစောကငါပြောတဲ့အထက်မှာပါတယ်လေကွာငါဖာထီးလည်းအဲ့ဒီအတုပခေါင်းလုံးတန်ကြီးအစတော့တစ်လားတစ်ခါလောက်ကြားရတာကွာအိပ်ပျော်နေရင်ကလန့်အောင်ပြီးနုံလာတာဟိနောက်တော့တညကိုနှစ်ခါသုံးခါလောက်ကြားပြီးလန့်အော်တယ်ကွာနောက်တော့အဖိုးတော်ကလိုပဲအတုပခေါင်းလုံးတန်ကြီးကြားရတာစိတ်လာတာပေါ့ကွာဟာကိုကြီးဖိုးအောင်ရဲ့ဆရာတွေတမားတွေနဲ့မေးစမ်းပြီးစေဝါမကူတာဘူးလားဗျာနေပါမလားတာတရားပထမတော့ဆရာတော်တမားတော်တွေပြင်ပြီးပရိယောအိမ်ကိုစီးကြလောက်တာပေါ့နောက်တော့ဘယ်ဆရာကောင်းလဲဆိုပြင်းလို့ရရင်ပြင်းလို့မရရင်သွားကူပေါ့ကွာဆရာတွေလည်းမျိုးစုံကူတာပြီးကြတာပဲကွာတာတရားနို့အဲ့လိုကူတော့မသက်သာဘူးလားဗျမသက်သာပါဘူးကွာကုရင်းတန်ရင်ကြားတဲ့ကပဲအဲ့ဒီအတုပခေါင်းလုံးတန်ကြီးကိုကြားနေတာပါပဲတာတရားငါပါတီဆိုတာတနာဖို့အိမ်မတန်ကောင်းတာပါကွာညာပဲမိကနေအိပ်ပျော်သွားတာနဲ့သူနာထဲမှာအတုပခေါင်းလုံးတန်ကြီးကဒေါင်းဆိုပြီးကြားပြန်ရောတယ်ကွာလန့်အောင်ပြီးနိုးလာပြန်ရောဟိနေခင်းပဲပြန်အိပ်လို့မရဘူးလားဗျအေးစပြစ်ကားစားကတော့ညဘက်ကိုမအိပ်တော့ပဲနှိပ်ဘက်ကိုအိပ်တာပေါ့ကွာညဆိုရင်မိဘဲနဲ့ကိုငါဖာတီကထိုင်းနေတာကွာနောက်တော့နှိပ်ခင်းပဲလေအဲ့ဒီခေါင်းလောင်ထိုးတန်ကြီးကိုကြားနေရတာကွာဖာတီမှာနှိပ်ရောညာရောမအိပ်ရတော့ပိန်ချုံပြီးငူတူငန်းတိုင်ကြီးဖြစ်လာတာပေါ့ကွာတခါတလေသူ့အတိတယောက်ကသူ့နာမည်ခေါ်ရင်တောင်မှကြားတဲ့အခါကြားမကြားတဲ့အခါမကြားနဲ့ပေါ့ကွာနေပါအောင်ကိုကြီးဖိုးအောင်ရဲ့အဲ့ဒီတော့ကကိုကြီးဖိုးအောင်ကအသက်ဘယ်လောက်ရှိပြီတုံးဗျငါအသက်10နှစ်17နှစ်လောက်ပေါ့ကွာအော်ဒါကြောင့်အားလုံးသိနေတာကိုတခါကြတော့ဖာတီကတယောက်တည်းထိုင်ပြီးငိုတဲ့အခါငိုနေတယ်တခါကြတော့လေတယောက်တည်းစကားတွေပြောနေတယ်ဒီတော့ရွာထဲကလူတွေကငါဖာတီကိုစိတ်နှုတ်သွားပြီလို့ထင်တာပေါ့ကွာဒါပေမဲ့ငါသိတာပေါ့တာတရားငါဖာတီမယူပါဘူးဘာဖြစ်လို့လဲဆိုတော့ဖာတီမသိခင်တပတ်လောက်မှငါ့ကိုပြောတယ်ကွာဟင်ဘာပြောတာတော့မြကိုကြီးဖိုးအောင်ရဲ့ငါသားမင်းဖိုးဘာကြောင့်တက်တည်သွားတယ်ဆိုတာကိုဖာတီခုမှနားလေတယ်မင်းဖိုးလောက်ခဲ့တဲ့ကိစ္စဟာဘာကြောင့်ဖာတီစီရောက်လာတယ်ဆိုတာတွေးလို့မရဘူးဖာတီစိတ်ထဲမှာစိုးရိမ်နေတာကမင်းကိုပဲဖိုးအောင်ဒီကိစ္စကငါစီမာနေရက်သွားရင်ကောင်းမယ်အဲ့ဒီလိုမရက်ဖဲမင်းစီကိုဆက်လာမှာဖာတီစိုးရိမ်နေကွာလို့ပြောတယ်ကွာတာတရားဟာဒီလောက်အထိတော့ဆက်လိမ့်မယ်မထင်ပါဘူးဗျာကိုကြီးဖိုးအောင်ကအစီကံလာရောက်နေတဲ့သူ့လက်ထက်ကငကားစေးဘောလိတ်ကလေးကိုဇက်တိုက်ဖာထုတ်လိုက်တယ်ပြီးတော့မှဆက်တယ်တာတရားဆက်တယ်ကွာအခုအဲ့ဒါကြီးငါးစီကိုရောက်နေပြီဗျာဟုတ်လားကိုကြီးဖိုးအောင်ပြောရင်မျက်နှာပြတ်သွားတယ်ဗျငါအဲ့ဒီအတုပခေါင်းလုံးထိုးတန်ဆိုတာကြီးကိုငါကြားတာ3ခါရှိပြီတာဒီအဲ့ဒီလိုအတန်မျိုးကိုငါတကားမှကြားတော့ကြားဘူးတာမဟုတ်ပါဘူးကွာနေပါအောင်ကိုကြီးဖိုးအောင်ရဲ့ဘလို့အတန်ကြီးတုံးဗျဒေါင်းဆိုတဲ့အတန်ကြီးကလေးကြီးမြည်နေတာကွာခတ်တက်မြည်တာမဟုတ်ဘူးတစ်ချက်ချင်းလေးကြီးမြည်နေတာနားထောင်ရင်စိတ်ထဲမှာကြောက်လာတာကွာငိုချင်တယ်လို့ဘာလို့ဖြစ်လာတာကွာနေပါအောင်ဗျအဲ့ဒီအတန်ကြီးကိုအိမ်မက်တယ်လို့ကြားရတာလားအပြင်မှာတကယ်ကြားရတာလားဟာတားတွေကလည်းအပြင်မှာတကယ်ကိုကြားရတာကွာကြားရတာတော့မှအဝေးကြီးကကြားရတာမဟုတ်ဘူးကိုနားမှာကပ်ပြီးထိုးလိုက်တယ်လို့ကိုကြားနေရတာနေရုံကိုကြီးဖွာတခါကြားရင်ဘယ်နှချက်လောက်ကြားရတော့ဗျ10ချက်12ချက်လောက်ကိုကြားရတာကွာကိုကြီးဖွာပြောရင်မျက်ရည်တွေကျလာတယ်ဗျကျုပ်ဖြင့်စိတ်မကောင်းလိုက်တာဗျငါစိတ်မကောင်းတာကငါသားလေးဖိုးဆောင်စီကိုရောက်လာမှကိုငါတွေးမိလို့ပါကွာဒီလိုကိစ္စကြီးကငါတို့ဆွေစဉ်မျိုးဆက်ဘယ်နှစ်ဆက်လောက်ထိလိုက်နေအောင်မတော့တာတရားခုလိုကိုကြီးဖိုးအောင်ဖြစ်နေတာကိုအမစောကြည့်ကိုရောပြောပြသေးလားဗျအခုထိတော့ငါဘသူ့ကိုမှမပြောသေးပါဘူးကွာမင်းကသာအရင်ဆုံးလာပြောတာပါမင်းကဆရာသမားအဆက်အသွယ်တွေရှိတတ်တယ်မို့လားပြီးတော့မင်းကိုယ်တိုင်လည်းဆရာသမိုင်းဖြစ်နေတာလေကွာဟာကိုကြီးဖိုးအောင်လဲကျုပ်ကတော့ဆရာမဟုတ်ပါဘူးဗျာကျုပ်တွေးကြည့်တယ်ဖះเจ้าဆောင်အဖိုးကြီးမသေးခင်မှာဘာတွေများချိန်သာတိုက်ခဲ့ပါလိမ့်လို့ကျုပ်တွေးနေတာဗျကဲကိုကြီးဖိုးအောင်စိတ်မလောပါနဲ့ဦးဗျာကျုပ်ဒီကိစ္စကိုလုပ်ကြည့်ပါမယ်တို့နေပါအောင်ကိုကြီးဖိုးအောင်ရဲ့ခမရအဖိုးမန်းဖိုးကောင်ရဲ့ရွာက
နာမည်ပါတယ်တုံးဗျပသိမ်ဘက်ကနေသွားရတာလေကွာရိုးမတောင်ကြီးပေါ်မှာရှိတာလို့ပြောတယ်ရွာနာမည်ကဇလက်ကုန်းတယ်ကွာကိုကြီးဖူအောင်ရဲ့အဖေရှိတော့ကအဲ့ဒီရွာကိုသွားပုံသွားနေတိတိကျကျမေးထားလိုက်ရဲ့လားဟာတာတရငါအမိုးရှိနေတာပဲအမိုးလဲအဲ့ဒီရွာကပဲလေအေးဟုတ်သားပဲကျုပ်ကအကြီးရေအေးကိုမေးပြီးပြောနေတာဗျဘာတော့မင်းအဲ့ဒီရွာကိုသွားချင်တော့လားနေအောင်ဗျကျုပ်ကလူရမေးရမေးထားတာပါဘာလဲဆိုတာသိအောင်လောက်ရအောင်ပါဗျကိုကြီးဖူအောင်ရကျုပ်စိတ်မကောင်းပါဘူးဗျာကိုကြီးဖူအောင်ပြန်သွားတော့ကျုပ်ဒီအကြောင်းကိုနိုင်ပြီးတွေးနေတော့ဟဲ့တာတီညိုတီထောင်းထားလေးလားဟောအမေပြန်လာတာဗျဝတ်သားရွယ်ကြီးလဲပါလာတယ်ဟိုမာဟိထုံးပွင့်ကတော်တော်နဲ့ကိုအမွှေးနှုတ်ခုတ်ထစ်ချင်းတွင်နေတာမပြီးနိုင်လို့စောင့်နေရတာဟိဟဲ့တာတီနင်းကြည့်ရတာငိုင်းနိုင်ကြီးနဲ့ဘာတော့နေမကောင်းလို့လားနေကောင်းပါရဲ့အမေရစောစောကဗန်မွေးကုန်းကကိုကြီးဖူအောင်နဲ့ထိုင်ပြီးစကားပြောနေလို့ပါဘသူဟဲ့ဟိုလေအမေရကရင်ကိုဖူအောင်လေအော်ဇွဲချွတ်ချတည်သွားတယ်ဖိုးမောင်ရဲ့သားလေးထင်တယ်ဟုတ်တယ်လေအမေရဗန်မွေးကုန်းမှာကရင်ဆိုလို့သူတို့ပဲရှိတာပဲဗျာအေးနှုတ်ကရင်လေးဘာလာလောက်တာတော့သူတို့ကိစ္စကလည်းတော်တော်ကိုရှုပ်ထွေးတာအမေရကျုပ်လည်းဘာဆိုတာတွေးလို့တော့မရပါဘူးဗျာအဘရာတွေကပြန်လာတဲ့အချိန်မှာအမေရဲ့ဝတ်သားဟင်းကလည်းနူးနေပြီဗျာကျုပ်ထုံးစံအတိုင်း၃ပကံလောက်ကိုစားပြစ်လိုက်တာဗျထမင်းစားပြီးကျုပ်မကြီးပင်အောက်ကကျုပ်ရဲ့တစ်သားကိုပြစ်ပေါ်မှာတမင်းမင်းပြီးအမေခိုင်းထားတဲ့မကြီးသီးတွေကိုအသားဆွဲနေလိုက်တယ်တနေကုန်ထိုင်ပြီးအလုပ်လုပ်နေလိုက်တာနေဆောင်တော့တော်တော်ကိုပြီးသွားပြီဗျညနေဆောင်တော့ရေမိုးချိုးထမင်းစားပြီးကိုဖိုးအောင်ကြီးတို့အကြောင်းတွေကိုကျုပ်ဆက်တွင်းနေမိတယ်အမေတို့အဘတို့အိတ်သွားတာတော့ကျုပ်မအိတ်နိုင်သေးဘူးဗျတော်တော်လေးညနေတော့မှကျုပ်အိတ်ရဝင်ခဲ့တယ်ကျုပ်မဖဲဝါပေးထားတဲ့ကိုခွဲရုပ်ကလေးကိုထုတ်ယူပြီးကိုဖိုးအောင်တို့ကိစ္စကိုမေးတယ်ပြီးတော့မဖဲဝါရဲ့ကိုခွဲရုပ်ကလေးကိုကျုပ်ခေါင်းအောက်မှာထားပြီးအိတ်လိုက်တယ်အနောက်ဘက်ကလေအေးတွေတိုက်နေလိုက်တာကျုပ်ဖြစ်ချမ်းတောင်လာတယ်ဗျာမိုးရွာတော့မှလားလို့ကောင်းကင်ကိုကျုပ်မော့ကြည့်လိုက်တယ်ဟာကောင်းကင်ကြီးတစ်ခုလုံးပြားလို့ဗျကျုပ်အံ့ဩသွားတယ်မိုးမရွာပဲလေအေးတွေတိုက်လာကြီးလားလို့တွေးနေတာပေါ့ဗျာကျုပ်ရောက်နေတာတောဆက်ကလေးတစ်ခုဗျဟဲ့တာဒီငါဒီမှာကျုပ်နောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်တပင်လုံးဝါထိန်နေအောင်ပွင့်နေတဲ့12ရာသီပင်ကြီးအောက်မှာရပ်ပြီးကျုပ်ကိုလှမ်းခေါ်လိုက်တာဗျအိမ်မက်ထဲမှာကျုပ်မြင်နေကြကောင်းပါလေဗျကျုပ်နဲ့အသက်တူတူလောက်ပဲကျုပ်သိတာပေါ့ဒါမှန်ဖဲဝါလေကျုပ်လန်သွားမှဆိုလို့သူ့ရဲ့ငကိုပုံစံကိုဖျောက်ပြီးကျုပ်နဲ့ရွယ်လူလောက်ရှိတဲ့ကောင်မလေးပုံစံအဖြစ်ဖန်ဆင်းထားရလေဗျာကြောဘက်ကိုချထားတဲ့သူ့စပင်မှာ12ရာသီပန်းအဝါလေးတစ်ပွင့်ပန်းလို့ဗျမှန်ဖဲဝါကိုကျုပ်မေးစရာရှိလို့ဗျဗန်ဝေးကုန်းမှာနေတဲ့ကျုပ်မိတ်ဆွေကိုကြီးဖူးအောင်ရဲ့အဖိုးကစားပြီးနားထဲမှာခေါင်းလောင်းထိုးတန်ကြီးကြပြီးကိုတက်တည်ကြတာဗျကိုကြီးဖူးအောင်ရဲ့အဖေလည်းဗန်ဝေးကုန်းတုတ်တန်မှာသူ့ကိုယ်သူတက်တည်သွားတာပဲအဲ့ဒီခေါင်းလောင်းတန်ကြီးကြားတာပဲဗျအခုကိုကြီးဖူးအောင်မှာအဲ့ဒီခေါင်းလောင်းတန်ကြီးကြားနေရပြီဗျဘလို့လုပ်ပေးရမယ်ဆိုတာကျုပ်သိကျင်လို့ပါမဖဲဝါကသူ့ကောင်းကစပင်တွေလှုပ်သွားအောင်ခေါင်းညှိလိုက်တယ်တတိအဲ့ဒါကျိန်စာတင်းနေတာအခုမြေးအထိရောက်လာပြီမပြီးသေးဘူးဆွေ90ထိသွားနေမှာဘာဖြစ်ရလေဗျာဘလို့လုံးရင်ဒီကျိန်စာပြင်မာတော့ဗျဖះเจ้าဘက်ကအဲ့ဒီခေါင်းလောင်းကြီးကိုထူခွဲပြီးဖြက်စီးပစ်လိုက်ရင်တော့ရပ်သွားလိမ့်မယ်အဲ့ဒီရက်ကိုနင်းသွားဖို့ကရင်လေးပါခေါ်သွားဖះเจ้าပြက်ထဲမှာရှိတဲ့ကျိန်စာရှင်ကိုတောင်းပန်လို့မှမရရင်ငါ့ကိုတတ်လိုက်ငါလိုက်လာပြီးတောင်ပိုင်ကြီးကိုအကူကြီးတောင်းပေးမယ်ငါရဲ့ကိုယ်ခွဲရုပ်ကိုပါပအောင်ယူသွားကြားလားဟုတ်ကဲ့ပါတင်းချိုင်းရှင်မကြီးဗျာဟဲ့တာဒီထားစမ်းဘာသာတွေတော့အမေကျုပ်ကိုလှမ်းလို့ကျုံနိုးသွားတာဗျတတုံးလုံးအတန်တွေကိုကျုပ်လဲကြားတယ်တာဒီကြားလားဘာသာတွေတော့ကြောင်တွေပါဗျအမေရအိမ်ခေါင်မိုးပေါ်မှာကြောင်တွေပြေးနေတာပါတိပါဘူးဟဲငါဖြင့်လန်သွားတာပဲကျုပ်လည်းပြန်အိပ်ပြီမဲ့အိတ်လို့မပြောတော့ပါဘူးဗျာစောစောကအိမ်မက်ကိုပဲတွေးနေမိရောဗျို့အိမ်မက်ထဲမှာမဖဲဝါပြောသွားတဲ့အကြောင်းတွေကိုကျုပ်တိတိကျကျပြန်တွေးနေတာမဖဲဝါပြောတော့ဖះเจ้าပြက်ကြီးလို့ပြောတယ်ဇလက်ကုန်းကလူတွေရဲ့ဖះเจ้าပဲဘာဖြစ်လို့မဖဲဝါကဖះเจ้าပြက်လို့ပြောရတာတုံးဆိုတာကျုပ်နားမလဲပါဘူးဗျာနောက်တစ်နေ့မှာပဲကျုပ်ဗန်ဝင်းကုန်းကိုထွက်လာခဲ့တယ်ရွာလေကကိုကြီးဖူးအောင်တို့အိမ်ကိုသွားတယ်အကြီးရေအေးကကျုပ်ကိုမမှတ်မိဘူးဗျကိုကြီးဖူးအောင်ရဲ့သားလေးစော်ဖိုးဆောင်ဆိုတာ9နှစ်6နှစ်သားလေးဗျအသားဖြူဖြူလေးသူ့အမေမန်စောကြီးကအညာသူသားဆိုတဲ့အသားမညိုဘူးဗျအသားဖြူတယ်ဒီတော့လေဖိုးဆောင်လေးကအသားဖြူတော့တာပေါ့ဗျာကျုံနဲ့ကိုကြီးဖူးအောင်ကဝိုင်းထဲကတစ်သားကိုပြစ်မှာစကားပြောကြတယ်မဖဲဝါပြောတဲ့ဆွေ90အထိလိုက်မဲ့အကြောင်းပြောလိုက်တော့ကိုကြီးဖူးအောင်တော်တော်တုံလုံးသွားတယ်ဗျသူသားစော်ဖိုးဆောင်ကလေးကိုလှမ်းကြည့်နေတယ်တတိမင်းနဲ့ကဇလက်ကုန်းကိုသွားကြမယ်ကွာအဲ့ဒီခေါင်းလောင်းကြီးကိုထူခွဲပြစ်လိုက်မယ်
တကယ်လို့ငွေပေးဝယ်ရမယ်ဆိုရင်လည်းငါဝယ်မယ်တာတီပြီးမှထူခွဲပြစ်မယ်ခီးစိတ်အတွက်မင်းပတ်စံတစ်ပြားတောင်မယူခဲ့နဲ့ငါအလုံးလောက်ယူခဲ့မယ်နောက်3ရက်ကြာတော့ကိုကြီးဖွားအောင်နဲ့ကျုံနဲ့ခီးစားထွက်တယ်ပသိမ်ကနေတစ်ဆင့်မော်တော်စီးပြီးသွားရတယ်စိန်စုရွာကိုရောက်တော့မော်တော်ကလမ်းဆုံးသွားပြီအဲ့ဒီကနေရုံးမဘော်ကိုစတက်ကြရတယ်ညနေ3နာရီလောက်မှဇလက်ကုန်းကိုရောက်ကြတယ်ဒါပေမဲ့ဇလက်ကုန်းကအရင်ရွာမဟုတ်တော့ဘူးလေဗျဒါရွာတစ်တီချတာဆိုပဲအရင်ရွာတုန်းကဖះเจ้าကခေါလောင်ကြီးကအလိုလိုထားထုံးနေတယ်ဆိုပဲဗျာအဲ့ဒီခေါလောင်ကြီးအလိုလိုထားပြီးထိုးတိုင်းရွာထဲမှာလူတစ်ယောက်သေတာတဲ့ဗျဒါနဲ့သူတို့တွေရွာပြောင်းမိတဲတာနှစ်ပေါင်း40လောက်တောင်ရှိပြီဆိုပဲအရင်ရွာနေရာကအခုဆိုရင်တော်ကြီးဖြစ်ပြီးတောင်ကုန်းမော်ကချက်ချောင်းပြက်ကြီးပဲရှိတော့တယ်တဲ့ဗျကျုပ်တို့ကအဲ့ဒီချက်ချောင်းပြက်ထဲကခေါလောင်ကြီးကိုဖျက်ဆီးဖို့လာတဲ့အကြောင်းပြောပြတော့ဇလက်ကုန်းသားတွေကလန်သွားကြတယ်ဗျသူတို့လည်းအဲ့ဒီခေါလောင်ကြီးကိုဖျက်ဆီးဖို့စူးစမ်းခဲ့ကြတဲ့အကြောင်းပြောတယ်ဗျဒါပေမဲ့ခေါလောင်ကိုဖျက်ဆီးဖို့ကြံစီတိုင်းသူတို့ရွာမှာဘေးဒုက္ခတစ်ခုမဟုတ်တစ်ခုကြုံကြရတဲ့အကြောင်းပြောကြတယ်နောက်ဆုံးတော့သူတို့တွေလုံးဝမနေဝင့်ကြတော့ပဲရွာပြောင်းတည်ကြရတဲ့အထိဖြစ်သွားရောတယ်ဗျာကျုပ်တို့ကလည်းခေါလောင်ကိုဖျက်ဖို့မဖြစ်နိုင်တဲ့အကြောင်းပြောပြီးမလုပ်ဖို့တားရတယ်သူတို့ဘလောက်ပဲတတ်တာကျုပ်တို့ကအဝေးကြီးကလာခဲ့ကြရတာဆိုတော့မရရအောင်ဖျက်မှလို့ပြောပြီးဇလက်ကုန်းရွာဟောင်းကိုရှာဖို့ထွက်ခဲ့ကြတယ်ညနေ9နာရီမှာဇလက်ကုန်းရွာဟောင်းကဖះเจ้าပြက်ကြီးကိုရောက်ခဲ့တယ်မဖဲဝါကဒါကြောင့်ဖះเจ้าပြက်ကြီးလို့ပြောတာဗျဖះเจ้าပြက်ကြီးကပြင်းကလေးတစ်တွေနဲ့ဆောက်ထားပြီးမယ်အတုံးမပြူတာကြတော့ပျက်စီးပြီးရိုင်နဲ့ပြိုကျနေရပေါ့ဗျာကျုံးနဲ့ကိုဖိုးအောင်ဖះเจ้าပြက်ကြီးတွေကိုဝင်ပြီးလိုက်ကြည့်ကြတယ်ထိုင်ကုန်အကျိုးပဲတွေနည်းနည်းပါးပါးရှိတာကလွှဲရင်တခြားဘာမှမရှိတော့ပါဘူးတောထဲမှာဆိုတော့အစောကြီးမိုးချုပ်တာပေါ့ဗျာကျုံးနဲ့ကိုဖိုးအောင်ကျုပ်တို့မှပါလာတဲ့ဖျောင်းနိုင်တွေထုတ်ပြီးထွန်းလိုက်ကြတယ်ကျုံးနဲ့ကိုဖိုးအောင်ဖះเจ้าပြက်ကြီးရဲ့အလယ်မှာဒူးတောက်ထိုင်ကြပြီးဖះเจ้าဆောင်ကြီးဗျာဟော်ဒီကစောဖိုးအောင်ရဲ့အဖိုးမန်ဖိုးကောင်နဲ့ခမားနဲ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်မန်ဖိုးကောင်ရဲ့မြေးဖြစ်တဲ့စောဖိုးအောင်ကဖះเจ้าဆောင်ကြီးကိုလေးလေးနက်နက်တောင်းပန်ပါတယ်ဗျာလူကြီးတွေဖြစ်ခဲ့တဲ့ရန်ညွှန်းရန်စားတွေကိုဒီမှာပဲရပ်ပေးလိုက်ပါဗျာစောဖိုးအောင်ကအနူးညွတ်တောင်းပန်ပါတယ်ဟုတ်ပါတယ်ဖះเจ้าဆောင်ကြီးကျုပ်ဖိုးအောင်အနူးညွတ်တောင်းပန်ပါတယ်ဗျာဟာဖြူဖြူရိတ်ကြီးတစ်ခုရေခနဲ့ဖျက်ပေးသွားတာမြင်လိုက်ရတယ်ဗျို့ပြီးရနဲ့ဖះเจ้าပြက်ကြီးရဲ့ပိတ်ထားတဲ့တကားတွေဟာသူ့အလိုလိုကိုဝေါငကနေပို့ထွက်ကုန်ရောဗျို့ဖះเจ้าပြက်ကြီးရဲ့ကျမ်းပင်ပေါ်မှာလဲပြိုနေတဲ့ခုံတွေလည်းလေထဲကိုမြောက်တက်ပြီးဒုံကနေမြည်အောင်ကျမ်းပင်ပေါ်ကိုပြန်ကျလာတယ်သွားပြီကိုကြီးဖိုးအောင်ကြီးဘလို့မှတောင်းပန်လို့ရမှန်ပုံမပေါ်ဘူးဗျာဟာခေါလောင်ကြီးထိုးပြီဗျို့သူ့အလိုလိုကိုထိုးတာဗျာအောင်မလေးဗျာခေါင်းတွေကွဲထွက်တော့မယ်ဗျကိုဖိုးအောင်ကသူ့နားတစ်ဖက်ကိုလက်ဝါးနဲ့အုပ်ပြီးကျမ်းပင်မှာခေါင်းဆိုင်ပြီးအောင်နေရဗျို့ကျုပ်ဖြစ်ကျက်သွင်းနေထားလိုက်တာဗျာမပြောပါနဲ့တော့ကျုပ်ချက်ချင်းမဖဲဝါရဲ့ကိုခွဲရုပ်ကလေးကိုထုတ်ယူလိုက်ပြီးတင်ချိုင်းရှင်မကြီးမဖဲဝါခင်ဗျာကျုပ်တို့ဖះเจ้าမြက်ကြီးတဲ့ကိုရောက်နေပါပြီအခုဖះเจ้าဆောင်ကြီးကိုတောင်းပန်နေတာပါဘလို့မှတောင်းပန်လို့မရပဲအွန်လိုင်းကျဲနေပြီဗျာခေါလောင်ကြီးလည်းမရက်တော့ပဲထိုးနေပြီဗျာကိုကြီးဖူးအောင်လည်းအော်ဟစ်နေပြီမဖဲဝါအမြန်ကြွလာခဲ့ပါဗျာကျုပ်လည်းမဖဲဝါကိုချက်ချင်းပေးရတော့တာပေါ့ဗျာဖះเจ้าကြီးတစ်ခုလုံးပြောင်းကိုဆန်းနေပြီဗျို့အောင်မလေးဗျာခေါင်းကြီးကွဲထွက်တော့မယ်ဗျာရက်လိုက်ပါတော့ဗျာကိုကြီးဖူးအောင်တတိထားစိတ်မလျှော့လိုက်ပါနဲ့ဟာနှွေးခေါကောင်ကြီးချက်ချင်းမိုးတွေချင်းလာပြီဗျို့ဘာတွေဖြစ်ကုန်ပြီလဲတော့မသိဘူးဗျာချက်ချင်းကိုမိုးတက်မုန်တိုင်းကြလာတော့တာဗျို့ဟာမိုးကြီးလေကြီးကြတာဗျို့ကျွတ်တို့ထွန်းထားတဲ့ဖျောင်းနိုင်တွေငိမ့်ကုန်ပြီဖះเจ้าတစ်ခုလုံးမှောင်သွားပြီဗျာဟောလျှက်စီးတွေတဝဝင်လဲနေရဗျလျှက်စီးအယောင်ကြောင့်ဖះเจ้าကြီးထဲမှာလင်းကနေဖြစ်သွားတော့မြင်လိုက်ရတာဗျဖြူဖြူရိတ်ကြီးတစ်ခုကကိုကြီးဖွအောင်ကိုစိုက်ကြည့်နေတာဗျို့ကျုပ်ချက်ချင်းပြေးပြီးကျုပ်လွယ်ထားတဲ့လွယ်ရီထဲမှာကဆေးဝါးတွေအင်းတွေအစုံပါရဲ့လေဗျာကိုကြီးဖွအောင်စောစောကလို့မော်တော့ဘူးဗျမိုးတန်လေးတန်တွေအောက်မှာတဆေးကြီးထုတ်ထားတဲ့ခေါင်းလုံးတန်ကပျောက်သွားတယ်တဆေးကြီးတော်တော်ကိုဒေါသဖြစ်သွားပုံပဲဗျဟာမိုးချိုးပြစ်ပြီဗျို့ဟာခေါင်းလုံးကြီးကိုပြစ်ချလိုက်တာဗျို့ဖះเจ้าထဲကိုတိုးဝင်လာတဲ့လေပွေလိုင်းကြီးနဲ့ဖြူဖြူရိတ်ကြီးပါသွားပြီဗျို့ခေါင်းလုံးကြီးလည်းခေါင်းလုံးစင်အောက်ကတမန်တလင်းပေါ်မှာကွဲပြီးတစားစီကိုဖြစ်နေပြီဗျာဝန်ကနေလဲနေတဲ့လျှက်စီးအောင်ကျုံမြင်လိုက်ရတဲ့မြင်ကွင်းတွေပေါ့ဗျာကိုကြီးဖွာခေါင်းလုံးကြီးကိုမိုးချိုးပစ်လို့ကွဲသွားပြီဗျဟေးဟုတ်လားတာတီဟာဝမ်းသာလိုက်တာကွာဒါဆိုရင်ငါတို့ကျိန်သားတွေပြေပြီပေါ့ကွာဟုတ်တယ်ဗျဟုတ်တယ်စောစောကလေတစ်ချက်စောက်တိုက်လိုက်တော့ကဖြူဖြူရိတ်ကြီးလဲပါသွားပြီဗျဟေးဟုတ်လားမင်းမြင်လိုက်လားတာတီ
မြင်လိုက်တယ်ဗျကိုကြီးဖွန်ရဲ့ကျုပ်သေးသေးချာချာကိုမြင်လိုက်တာဟာဝမ်းသာလိုက်တာကွာလေးလေတဖြည်းဖြည်းငြိမ်သွားပြီဗျမိုးလဲဆဲသွားပြီကျုပ်တို့လည်းငြိမ်သွားတဲ့ဖျောင်းနိုင်တွေကိုပြန်ထုံးလိုက်ကြတယ်ဖះเจ้าမြတ်ကြီးလည်းငြိမ်သက်နေပြီကျုပ်တို့နှစ်ယောက်ဖျောင်းနိုင်ပြီးတယောက်တစ်တိုင်းကိုင်းပြီးတမန်တလင်းပေါ်မှာတစားစီကွဲကျင်နေတဲ့ခေါင်းလောင်းကြီးကိုတွားကြည့်ကြတယ်ကိုကြီးဖွန်ခေါင်းကြိုက်သေးလားဗျမကြိုက်တော့ဘူးကွာတတေးရကျုပ်တို့နှစ်ယောက်တညာလုံးငကားစိတ်လေးကလေးတွေဖွာရင်ဖះเจ้าမြတ်ထဲမှာထိုင်ရင်မိုးလင်းရတာပေါ့ဗျာလျှော်စလုံးအိတ်ကိုမေးရဲတာဗျနောက်နေ့ကျုပ်တို့နှစ်ယောက်တောင်ပေါ်ကပြန်ဆင်းတော့ဇလက်ကောင်းကလူတွေဝမ်းသာအားရကြိုကြတယ်ဗျကျုပ်တို့ကညကမုံတိုင်းကြပြီးလေရောမိုးရောရွာချပြီးမိုးကြိုးပစ်ချလိုက်လို့ဖះเจ้าမြတ်ကြီးတွေကခေါင်းလောင်းကြီးကွဲသွားတဲ့အကြောင်းပြပြတော့အားလုံးကအံ့ဩနေကြတာဗျညကဘလို့လို့လေကြီးမိုးကြီးကြမှာတော့ဒီလောက်လူခေါကောင်ကြီးမှာကျုပ်ဖြင့်အံ့ဩလိုက်တာဗျာဒါဆိုရင်မုံတိုင်းကြပြီးမိုးတွေရွာလေတွေတိုက်မိုးကြိုးတွေပစ်တာတောင်ပေါ်ကဖះเจ้าပြက်ဝင်းကြီးထဲမှာနေဖြစ်သွားတယ်ဆိုတာကိုကျုပ်တွေးမိပြီးတော်တော်ကိုအံ့ဩသွားတာဗျမဖဲဝါကျုပ်ကိုပြောလိုက်တဲ့အတိုင်းတောင်ပိုင်နိုင်ကြီးကိုအကူကြီးတောင်းလိုက်တာပဲဆိုတာကိုကျုပ်တေးသေးချာချာနားလည်သွားတာပေါ့ဗျာကျုပ်တို့နှစ်ယောက်ရွာကိုပြန်ရောက်တော့ကိုကြီးဖိုးအောင်ကအမေသားတပိတ်တာဝယ်ပြီးမဖဲဝါကိုစားဝယ်ပေးလိုက်တယ်ဗျကျုပ်ပဲအားလုံးလုပ်ပေးရတာပေါ့ဗျာအဲ့ဒီကလေးကကိုကြီးဖိုးအောင်လည်းအတူပါခေါင်းလောင်းတန်ကြီးမကြရတော့ဘူးလေဗျာ